ကဲပါငါအခုလိုဆရာကြီးဆမ်းပါလေခင်ဗျာပဲထားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ AC ပေါ့နော်သူမြူတန်းတာ AC ဝတ်တန်းတာ EDC EDC ကဟုတ်လို့လားဒီတော့ကျွန်တော်တော့မပါဘူးဒါလိုချင်းအဲ့နည်းပြမှာသူ့ဘောနော်ပြမှာစမ်းတာပေါ့ရှော့လိုက်ဘယ်လိုရှော့လိုက်မီ220ရှိလို့ချင်းဒီကောင်ဖြုတ်တယ်ဗျာဖြုတ်လို့ချင်းတဲမှာကော်ကြီးပြန်လောင်းရတယ်အဲ့လိုကွာ